ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဟာဟိဖူဟဲဟို၅လုံးပေါ့နော်ဟီရာဂါနာ၅လုံးခတာခနာ၅လုံးကိုရေးဖို့ရေးဟီရာဂါနာ၅လုံးရေးဖို့ရေးနည်းကိုပေါ့နော်ကျွန်တော်တို့လေ့လာကြရမှာပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့သွားရအောင်ပေါ့နော်ပထမဆုံးသွားမယ်ဆိုရင်ကျွန်တော်ဒီဘက်မှာဆိုရင်ဟီရာဂါနာရဲ့ဟာရှိမယ်ဒီဘက်မှာဆိုရင်ကျွန်တော်ခတာခနာရဲ့ဟာဆိုပြီးတော့ရှိမယ်ပေါ့နော်အဲ့တော့ဟီရာဂါနာရဲ့ဟာဆိုရင်ကျွန်တော်တို့ကဆုတ်ချက်၃ချက်ဆွဲရမယ်ခတာခနာရဲ့ဟာဆိုလို့ရှိရင်ကျွန်တော်တို့ဆုတ်ချက်အပြင်ကျွန်တော်တို့ကရေးချက်က2ချက်ပဲရှိရပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ဟီရာဂါနာရဲ့ဟာကိုအရင်သွားမယ်အဲ့တော့သူကပထမဆုံးအနေနဲ့ကျွန်တော်တို့ပထမတစ်ခွက်ကနေပြီးတော့၄ခွက်မြောက်အထိကိုကျွန်တော်တို့ကလာပြီးတော့ကျွန်တော်အပေါ်ကိုကုန်လိုက်မယ်ပေါ့နော်တန်တန်လေးလာပြီးကုန်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒုတိယတစ်ချက်အနေနဲ့ဒီဘယ်ဘက်ပေါ့နော်ဒီပထမအခွက်ကနေဒုတိယအခွက်ကိုတန်တန်လေးဆွဲမယ်အဲ့ဒီအလယ်ကနေပြီးတော့၃ချက်ကိုတက်တက်လေးလာမယ်ပြီးရင်ကျွန်တော်တို့၄ခွက်မြောက်ကိုကျွန်တော်တို့စတုထမြောက်အခွက်လောက်အထိကျွန်တော်ယူမယ်ပြီးရင်ဝိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာရစ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အော်ဒါဟာပေါ့နော်ဟီရာဂါနာရဲ့ဟာလေးဖြစ်ပါတယ်သူကဆုတ်ချက်၃ချက်ရှိရပေါ့နော်ခတာဂါနာရဲ့ဟာကြတော့လွယ်ပါတယ်သူကဆုတ်ချက်၂ချက်ပဲရှိတယ်ပထမကျွန်တော်တို့တစ်ချက်ကိုကျွန်တော်တို့ပထမတစ်ခွက်ကနေပြီးစတုထမြောက်အခွက်ကိုကျွန်တော်ဟာရာဦးလေးနဲ့ဖြောချမယ်ဟုတ်ပြီဟာရာဦးနဲ့ဖြောချပြီးသွားရင်ကျွန်တော်တို့အဲ့ဒီရဲ့အညီနာလေးကနေပြီးတော့เนาะကျွန်တော်တို့ကဒီဒုတိယတစ်ခွက်ကနေတတိယတစ်ခွက်ကိုကျွန်တော်တို့ကဖြောချလို့မရတော့เนาะတုံမဲလို့เนาะကျွန်တော်ရက်လိုက်ရမယ်ပေါ့เนาะအဲ့တော့ပထမတစ်ချက်အနေနဲ့ဖြောချမယ်ဒုတိယတစ်ခွက်အနေနဲ့ကျွန်တော်တို့ရက်မယ်ပေါ့เนาะသူကဟပုံစံမျိုးလေးဖြစ်တယ်ပေါ့เนาะတူပုံစံမျိုးလေးကျွန်တော်တို့ပေါ့เนาะဒီပုံစံမျိုးလေးရှိနေအပေါ်ကဟနေပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်တို့ဟလို့ပြောပါတယ်ဒါကြတော့ကျွန်တော်ခတာခနာရဲ့ဟလေးဖြစ်တယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ဟီရာခနာရဲ့ဟာလေးရှိမယ်ခတာခနာရဲ့ဟာလေးရှိမယ်ရိုမာကြီးနေဆိုရင် HA ဟာဆိုပြီးသုံးတယ်ရှာတန်တက်တန်နဲ့ဆိုရင်ကျွန်တော်တို့ဟာလို့ရေးအားလို့အတန်ထွက်တယ်ပေါ့နော်ရှီတန်တက်တန်နဲ့ဆိုရင်ဟာလို့ထွက်ရတဲ့အတန်မျိုးလေးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာကျွန်တော်ပထမတစ်လုံးအနေနဲ့ဟာကိုရေးရတယ်ရေးပြီးသွားပြီဖြစ်တယ်နောက်တစ်ခုအနေနဲ့ကျွန်တော်ဟီလေးကိုသွားမယ်ပေါ့နော်ဟာပြီးရင်ကျွန်တော်ကဟီလာတယ်ပေါ့နော်ဟီဆိုလို့ရှိရင်ကျွန်တော်တို့ကပထမဆုံးဒီဘက်မှာဟီရာဂါနာဟီရှိမယ်ဒီဘက်မှာခတာခနာဟီရှိမယ်ဟီရာဂါနာရဲ့ကျွန်တော်ဟာမှာဟီမှာကြတော့ဆိုလို့ရှိရင်ကျွန်တော်ကတစ်ချက်ပဲရှိမယ်ရေးပုံရေးနီးကကျွန်တော်တစ်ခါပဲဆွဲရရပေါ့နော်ကျွန်တော်ခတာခနာဆိုရင်ကျွန်တော်တို့က2ချက်ရှိမယ်ပေါ့နော်ဆုတ်ချက်က2ချက်ရှိမယ်အဲ့တော့ဒီဟီရာဂါနာရဲ့ဟီကိုကျွန်တော်တို့ရေးဖို့ရင်းနေလေးတစ်ချက်ကြည့်မယ်ပေါ့နော်ပထမဆုံးအနေနဲ့ပထမတစ်ခွက်ကနေပြီးတော့ကျွန်တော်အလေလားအလောက်အထိလာမယ်ပြီးရင်ကျွန်တော်ဝိုက်မယ်ပေါ့နော်ဝိုက်မယ်ကျွန်တော်ဒီစတုထအကွက်တတိယအကွက်တွေဝိုက်မယ်ဝိုက်ပြီးရင်ကျွန်တော်ဒုတိယအကွက်မြောက်လောက်မှာကျွန်တော်စောစောလေးနဲ့ရက်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ရက်လိုက်မယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဟီပုံစံလေးဖြစ်တယ်ပေါ့နော်ဟီကိုကျွန်တော်တို့ရေးလို့ရှိရင်လေဒီပုံစံမျိုးတွေပေါ့နော်ဒီပုံစံမျိုးကြီးတွေကျွန်တော်တို့ရေးလို့မရဘူးပေါ့နော်ဒီပုံစံဆိုရင်ကျွန်တော်တို့ဟီမဟုတ်ဘူးပေါ့နော်ဟီကကျွန်တော်တို့ဒီဘက်ကစောစောလေးလာမယ်ပြီးရင်ကျွန်တော်တို့ဒီအောက်ကိုဝိုက်မယ်ပြီးရင်ပြန်ပြီးတော့နည်းနည်းလေးစီသွားမယ်ပြီးရင်ကျွန်တော်တို့ကရက်လိုက်မယ်ပေါ့နော်ဒီပုံစံမြောက်မှကျွန်တော်တို့ကဟီဖြစ်မယ်ပေါ့နော်ကျွန်တော်တို့ဟီကိုကျွန်တော်တို့ကဒီပုံစံမျိုးကြီးတွေတွားရေးနေရင်တော့ဒါမှားတယ်ပေါ့နော်ဒါမှားတယ်မရေးရအောင်ပေါ့နော်ဒီပုံစံမျိုးဆိုရင်တော့ကျွန်တော်မှန်တယ်ပေါ့နော်အဲ့တော့သတိထားပြီးရေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခတာခနာဟီပေါ့နော်ခတာခနာဟီကကျွန်တော်တို့ပထမတစ်ချက်အနေနဲ့ပထမတစ်ခွက်ကနေပြီးဒုတိယတစ်ခွက်ကိုကျွန်တော်တို့ကတန်တန်လေးဆွဲလိုက်မယ်အဲ့တော့ဆွဲလိုက်ပြီးသွားပြီတစ်ချက်ပြီးပြီးနှစ်ချက်မြောက်အနေနဲ့ကျွန်တော်တို့ပထမတစ်ခွက်ကနေပြီးတော့အဲ့ဒီရေကျွန်တော်ထိတ်ကနေပြီးတော့တက်တက်ဆွဲမယ်ပြီးရင်ကျွန်တော်တို့ကွေးလေးနဲ့ကျွန်တော်တို့ဒီမှာတန်တန်လေးပြန်ဆွဲပြီးရက်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဟီတစ်ချက်ဆွဲမယ်နောက်တစ်ချက်ကဆွဲမယ်ပြီးရင်ဒီမှာရက်လိုက်မယ်ပေါ့နော်ဒါဆိုရင်ဟီပုံစံမျိုးလေးဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘောနော်ဒီမှာဆိုရင်ကျွန်တော်တို့ကပထမဆုံးဟီရှိမယ်အခရခဏဟီရှိမယ်ပြီးရင်ရိုမာကြီးဟီပေါ့နော် HI နဲ့ရေးရဲပေါ့နော် HI ဟီပေါ့နော်ကျွန်တော်တို့ချတန်တက်နဲ့ဆိုရင်ကျွန်တော်တို့ဟီလို့ထွက်ရမယ်အတန်ကချီတန်တက်ထွက်ရတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ကဟီလို့ထွက်ရမယ်ပေါ့နော်အဲ့တော့ဟာဟီဖူဟဲဟိုမှာကျွန်တော်တို့ဟာဟီပြီးသွားပြီပေါ့နော်ဟာဟီပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဖူလာတယ်ပေါ့နော်ကျွန်တော်တို့ကလေဟာဟီပြီးတော့ဟူဆိုပြီးတော့မရှိဘူးเนาะဖူဆိုပြီးပဲရှိရเนาะဟာဟီဟူဟဲဟိုတော့ဟုတ်တယ်ဒါပေမဲ့ဖူပေါ့เนาะဟဲဟူမရှိဘူးเนาะ HU ဆိုပြီးတော့မရှိဘူးဖူဆိုပြီးပဲရှိရပေါ့เนาะအဲ့ဒါလေးကိုမှတ်ထားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဘက်မှာဆိုရင်ဟီရာဂါနာဖူရှိမယ်ဟီရာဂါနာဖူရှိမယ်ဒီဘက်မှာခတာခနာရဲ့ဖူလေးရှိမယ်ပေါ့เนาะကျွန်တော်တို့ဒီပထမဆုံးအနေနဲ့ရေးရမှာကကျွန်တော်ဟီရာဂါနာရဲ့ကျွန်တော်ဖူလေးပေါ့เนาะဖူကသူကစုပ်ချက်အပြင်ကျွန်တော်၄ချက်ရှိမယ်ပေါ့เนาะ၄ချက်ကြည့်မယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုရေးရမလဲဆိုတာတစ်ချက်တော့ရေးလေ့လာကြအောင်ပေါ့နော်အဲ့တော့ဖူကိုကျွန်တော်ပထမတစ်ချက်အနေနဲ့ဒီပထမတစ်ခွက်ကနေဒုတိယတစ်ခွက်လာပြီးတော့ကုန်ထည့်လိုက်မယ်ပြီးရင်ကျွန်တော်ဒုတိယမြောက်တစ်ချက်အနေနဲ့အဲ့ဒီရဲ့တကယ်ဆိုရင်ဒီညောင်လေးကနည်းနည်းဆက်နေရပါတော့ဆက်နေရပုံစံမျိုးလေးရှိရဆက်ပြီးရေးမယ်ဆိုရင်လည်းရတယ်ပေါ့နော်အဲ့တော့ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်တို့ဒီကနေပြီးတော့အလဲလောက်ကနေပြီးတော့
တတိယအကွက်ကိုလာမယ်ပြီးရင်သရုပ်ထအကွက်ကိုကျွန်တော်တို့ကဖြောချမယ်ပြီးရင်3ချက်မြောက်အနေနဲ့ဒီ4ကွက်မြောက်ထဲမှာပဲကျွန်တော်တို့ကအပေါ်ကိုပြန်ခွတ်မယ်ဟုတ်ပြီး3ချက်ပြီးသွားရင်4ချက်အနေနဲ့ကျွန်တော်တို့တတိယအကွက်ထဲမှာပဲကျွန်တော်တို့ကဒီလိုမျိုးလေးရက်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဟီရာဂနာရဲ့ဖုလေးရပြီပေါ့နော်ဟီရာဂနာဖုပြီးရင်ကျွန်တော်တို့လွယ်တယ်ပေါ့နော်ဒီဘက်နောက်မှာခတ္တခဏရဲ့ဖုလေးကလွယ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဖုကကြတော့ကျွန်တော်လွယ်တယ်ပထမတစ်ခွက်ကနေသွားမယ်ဒုတိယတစ်ခွက်ကိုရောက်မယ်အောက်ကိုကျွန်တော်တို့ကဖြောချမယ်ကျွန်တော်တို့ကဖြောချလိုက်မယ်ဒါဆိုရင်ဖြောချလိုက်ဟာကျွန်တော်တို့၄ခွက်မြောက်မှာရှိနေရမယ်ပေါ့နော်အဲ့တော့ဒါကတော့လွယ်တယ်ပေါ့နော်ဖုလေးကလွယ်တယ်ဒီပုံစံမျိုးလေးဆိုရင်ဒါဖုလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဟီရာဂနာဆိုရင်ကျွန်တော်ဖုရေးမယ်ခတ္တခဏဆိုရင်ဒီပုံစံဖြစ်မယ်ရိုမာကြီးနဲ့ဆိုရင် FU ဆိုပြီးရေးပါတယ်ပေါ့နော်ပြီးတော့ရှတန်တက်တန်နဲ့ဆိုရင်ဖုလို့တန်ထွက်ရမယ်ရှတန်တက်တန်နဲ့ဆိုရင်ဖုလို့အတန်ထွက်ရတာမျိုးလေးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာဟာဟီဖုပြီးသွားလို့ရှိရင်ကျွန်တော်တို့က hair လေးကိုသွားမယ်ပေါ့နော် hair လေးကိုကျွန်တော်တို့ကလေ့လာကြမယ် hair လေးကိုကျွန်တော်တို့လေ့လာကြမယ်ပေါ့နော် hair ဆိုလို့ရှိရင်ကျွန်တော်တို့ကလေပုံစံလေးကတော့တူတရောင်နဲ့နည်းနည်းလေးတော့ကွဲနေရပေါ့နော်ဒီမှာဒါဟီရာဂနာရဲ့ hair ဒီဘက်ကခတ္တခဏရဲ့ hair ပေါ့နော်အဲ့တော့ပုံစံလေးကတော့တူနေတယ်နည်းနည်းလေးတော့ကွဲတယ်ပေါ့နော်တူရေးလေးတော့ရတယ်ပေါ့နော်ဒါပေမဲ့ဒီမှာကျွန်တော်တို့ကကွဲပြားတာလေးတော့ရှိရပေါ့နော်အဲ့တော့ကျွန်တော်တို့ကသူသုံးဆွဲတဲ့နေရာမှာပူတည်ပြီးတော့ကျွန်တော်တို့ကရေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကhair ကိုရေးမယ်ဆိုရင်ကျွန်တော်တို့ဒီမြင်းကြောင်းလေးနာကနေပြီးတော့အပေါ်ကနေလာမယ်ပြီးရင်အောက်ကိုကျွန်တော်တို့ကတတိယမြောက်အကွက်မှာဖြောချလိုက်မယ်ဒီမှာလေးကျွန်တော်တို့ကဒီပုံစံမျိုးကြီးဖြစ်နေလို့မရအောင်เนาะဒီပုံစံမျိုးကြီးဖြစ်နေလို့မရအောင်ဒီဘက်ပထမဆုံးဆွဲတဲ့ဟာတိုမယ်ပြီးရင်ကျွန်တော်တို့ကအောက်ကိုရှည်ရှည်လေးဆွဲမယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော် hair ပုံစံမျိုးလေးဖြစ်မယ်ပေါ့နော်အဲ့တော့ခတ္တခဏရဲ့ hair လေးအဲ့လိုပဲပေါ့နော်ကျွန်တော်တူတူလေးဖြီမယ်အောက်ကိုကျွန်တော်တို့ကဆွဲချလိုက်မယ်ပေါ့နော်အောက်ကိုဆွဲချလိုက်မယ်သူကဆုပ်ချက်အပြင်သူကတစ်ချက်ပဲရှိရပေါ့နော်အဲ့တော့တန်လေးတွေဖြစ်နေရမယ်ပေါ့နော်တန်လေးတွေဖြစ်နေရမယ်ကိုယ်ကောက်နေလို့မရအောင်ကျွန်တော်ဒီမှာ mouse နဲ့ရေလို့နည်းနည်းလေးကိုယ်နေရပေါ့နော်အဲ့တော့ဒီနေ့မှာကျွန်တော် hair ပေါ့နော် hair ရပြီ hair ရလွယ်ပေါ့နော်ကျွန်တော် hair ကိုကျွန်တော်ဟီရာဂနာခတ္တခဏဒီပုံစံရေးမယ်ရိုမာကြီးနဲ့ဆိုရင် HE hair ပေါ့နော်အဲ့လိုမျိုးလေးရေးမယ်ချတန်တက်တဲ့နဲ့ဆိုရင် hair လို့အတန်ထွက်ရမှာရှိမယ်ပြီးရင်ကျွန်တော်က hair ဆိုပြီးတော့အတန်ထွက်ရတာမျိုးလေးရှိရပေါ့နော်အဲ့တော့ဟာဟီဖု hair ပြီးလို့ရှိရင်ကျွန်တော်ဟိုပေါ့နော်နောက်ဆုံးအလုံးလေးပေါ့နော်ဟိုဟာဟီဖုရဲ့ကို9လုံးရေးကျွန်တော်နောက်ဆုံးအလုံးဟိုလေးဖြစ်ပါတယ်ဟိုမှာဆိုလို့ရှိရင်ကျွန်တော်တို့ကပထမဆုံးသူက4ချက်ရှိမယ်ပေါ့နော်ဟီရာဂနာမှာဆိုရင်ကျွန်တော်တို့က4ချက်ရှိမယ်ခတ္တခဏမှာဆိုရင်လည်းပဲကျွန်တော်တို့က4ချက်ရှိမယ်ပေါ့နော်ရေးပုံရေးနီဟာအဆုတ်ချက်အပြင်4ချက်ရှိမယ်အဲ့တော့ကျွန်တော်တို့ပထမဆုံးဟာဟီဖူရဲ့ဟိုမှာကျွန်တော်ရေးရတာဟာရဲ့ပုံစံလေးကကျွန်တော်တို့ကဒီပုံစံမျိုးလေးဖြစ်မယ်ပေါ့နော်ဟာရဲ့ပုံစံလေးကဒီပုံစံမျိုးလေးဖြစ်မယ်ဟိုကြတော့လွယ်လွယ်လေးပဲအဲ့ဒီအပေါ်ဆုံးမှာကျွန်တော်တို့ကဒီလိုလေးပိတ်လိုက်မယ်ပေါ့နော်ညီညီလေးနဲ့ဖြစ်နေပြီးတော့ပိတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဟိုဖြစ်တယ်ပေါ့နော်အဲ့တော့ရေးပုံရေးနီလေးတစ်ချက်လေးတာကြအောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကပထမတစ်ချက်အနေနဲ့ကျွန်တော်ပထမတစ်ခွက်ကနေပြီးတော့သဒုဋ္ဌခွက်အထိကိုလာမယ်အပေါ်ကိုပြန်ကိုလိုက်မယ်ဟုတ်ပြီပြီးသွားပြီတစ်ချက်ပြီးသွားပြီနှစ်ချက်အနေနဲ့ကျွန်တော်တို့ကဒီပထမတစ်ခွက်ပေါ့နော်အလင်မြင်းချောင်းလေးရနေပြီးတော့ကျွန်တော်တို့ကတန်တန်လေးဆွဲမယ်ပြီးတော့အဲ့ဒီအောက်ကနေညီများချင်းပုံစံမျိုးလေးတန်တန်လေးတစ်ချက်ဆွဲမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်၄ချက်မြောက်အနေနဲ့အဲ့ဒီနှစ်ခုရဲ့အလယ်ကနေပြီးတော့အောက်ကိုလာမယ်ပြီးတော့၄ခွက်မြောက်ကိုနေကျူးမယ်ပြီးရင်ကျွန်တော်တို့ကွေမယ်ကွေပြီးရင်ကျွန်တော်ဒီနေရာမှာရက်လိုက်မယ်ပေါ့နော်အဲ့မှာလေးကျွန်တော်တို့ရေးတဲ့နေရာမှာဒီကတော့ရေးဖို့ရင်းနှီးမှန်ပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရေးတဲ့နေရာမှာကျွန်တော်တို့ကဒီလိုမျိုးတွေပေါ့နော်ဟိုအောက်ကပုံစံမမှန်ဘူးပေါ့နော်ဆုပ်ချက်မမှန်ဘဲနဲ့ကျွန်တော်တို့ဆွဲတာမျိုးတွေဆိုရင်ကျွန်တော်တို့မှားတယ်ပေါ့နော်ဒီလိုမျိုးတွေလာမယ်ကျွန်တော်တို့ဒီလိုမျိုးတွေလာမယ်ပေါ့နော်ဟိုညီညာလေးမရေးဘူးဆိုရင်ကျွန်တော်တို့ကရေးမှားတယ်လို့ပြောလို့ရမယ်ပေါ့နော်ဒီမှာသူ့အရှိုး ratio လေးအတိုင်းရေးမယ်ဆိုရင်တော့ကျွန်တော်တို့မှန်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ခတ္တခဏပေါ့နော်ခတ္တခဏရဲ့ဟိုကြတော့ကျွန်တော်တို့ကသူတို့၄ချက်ပေါ့နော်အဲ့တော့ပထမတစ်ချက်အနေနဲ့ကျွန်တော်ပထမတစ်ခွက်ကနေဒုတိယတစ်ခွက်မြောက်အထိကိုတက်ဆွဲမယ်ပြီးအဲ့ဒီအလေကနေပြီးတော့အောက်ကိုတက်လာပြီးတော့အပေါ်ကိုကျွန်တော်ကဟာနဲလူလေးကွန့်လိုက်မယ်ပေါ့နော်ဟာနဲလူလေးကွန့်လိုက်မယ်ပြီးရင်၃ချက်မြောက်အနေနဲ့ရက်မယ်၄ချက်မြောက်အနေနဲ့ရက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က၄ချက်ပေါ့နော်ဒါဟီရာဂနာရဲ့ခတ္တခဏရဲ့ဟိုရေးဖို့ရင်းနှီးလေးဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဟီရာဂနာနဲ့ဆိုရင်ကျွန်တော်တို့ဟိုရေးတယ်ခတ္တခဏနဲ့ဟိုရေးမယ်ပြီးရင်ရိုမာကြီးနဲ့ဆိုရင် HO လို့ရေးမယ်အဲ့တော့ရှတန်တက်တန်နဲ့ဆိုရင်ဟို hot ဆိုပြီးအတန်ထွက်ရတာမျိုးရှိတန်တက်တန်နဲ့ဆိုရင်ကျွန်တော်တို့ဟို hot ဆိုပြီးတော့အတန်ထွက်ရတာရှိရပေါ့နော်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်တို့ဟာဟီဖူဟဲဟိုပေါ့နော်9လုံးပေါ့နော်ဟီရာဂနာ9လုံးခတ္တခဏ9လုံးတိုးတယ်10လုံး